ကျွန်တော်တို့ video file မှာ load balancing အကြောင်းရှင်းပြခဲ့ပါတယ်။ load balancing ဟာ server တစ်လုံးချင်းစီရဲ့ပျက်စီးမှုကိုဖြေရှင်းပေးနိုင်ပေမဲ့ data center တစ်ခုလုံးမီးလောင်တာရေကြီးတာသဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားတာမျိုးကိုတော့ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။လုပ်ငန်းတစ်ခုလုံးရဲ့ service တွေရပ်တန့်သွားရင်စီးပွားရေးဆုံးရှုံးမှုကအလွန်ကြီးမားပါတယ်။ဒါကြောင့် enterprise IT တွေမှာမရှိမဖြစ်လိုအပ်တဲ့စီမံချက်ကတော့ disaster recovery DR ပါပဲ။ DR plan ကserver ပျက်စီးတာမျိုးတည်းမကပဲကျွန်တော်တို့ data center တစ်ခုလုံးပျက်စီးရင်တောင်မှ service တွေကိုနိုင်ပိုင်းတွင်ဘယ်လိုပြန်လည်စတင်နိုင်မလဲဆိုတာကိုအဓိကထားပါတယ်။ဒီနေ့ဗီဒီယိုမှာ DR ရဲ့အဓိကသတ်မှတ်ချက်နှစ်ခုဖြစ်တဲ့ RPO နဲ့ RDO တွေကိုဘယ်လိုနားလည်မလဲဘယ်လိုနည်းစနစ်တွေနဲ့ DR site တွေကိုတည်ဆောက်မလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ DR ရဲ့အဓိက metric တွေက RTO နဲ့ RPO DR စီမံချက်တစ်ခုကိုစတင်ဖို့အတွက်အဓိကသတ်မှတ်ချက်နှစ်ခုကိုအရင်ဆုံးနားလည်ထားဖို့လိုအပ်ပါတယ်ပထမတစ်ချက်က RPO Recovery Point Objective RPO ဆိုတာ data ဆုံးရှုံးမှုကိုတိုင်းတာတဲ့ metric ပါဥပမာ DR ဖြစ်သွားပြီဆိုရင် service တွေပြန်စခင်နောက်ဆုံးမှန်ကန်နေတဲ့ data အခြေအနေကဘယ်ချိန်က data ကိုပြန်သုံးမလဲဆိုတာကိုသတ်မှတ်ခြင်းပါ RPO သာတနားရီသတ်မှတ်ထားရင် disaster ဖြစ်ရင်အများဆုံးတနားရီစာပဲဆုံးရှုံးရမှာဖြစ်ပါတယ် RPO နည်းလေ data ဆုံးရှုံးမှုနည်းလေပါပဲ RTO ဆိုတာ service ပြန်လည်စတင်ဖို့ကြာမြင့်ချိန်ကိုတိုင်းတာတဲ့ metric ပါဥပမာ disaster ဖြစ်သွားပြီးနောက် service တွေပြန်လည်စတင်ဖို့အများဆုံးဘယ်လောက်ကြာချိန်ကိုခွင့်ပြုမလဲဆိုတာကိုသတ်မှတ်ခြင်းပါ RTO ဟာ4နာရီဆိုရင်စီးပွားရေးလုပ်ငန်းက service ရပ်တန့်မှုကိုအများဆုံး4နာရီပဲခံနိုင်တယ်လို့ဆိုလိုတာပါ RTO နည်းလေ downtime နည်းလေပါပဲဒီ RPO နဲ့ RTO သတ်မှတ်ခြင်းဟာလုပ်ငန်းရဲ့လိုအပ်ချက်ကိုအခြေခံပြီး DR နည်းပညာကိုရွေးချယ်ရမှာအဓိကကျပါတယ် DR ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ဒီအဝေးတနေရာမှာရှိတဲ့ဒုတိယsecondary data center ကိုတည်ဆောက်ထားခြင်းပါပဲဒီဒုတိယ site ကို DR site disaster recovery လို့ခေါ်ပါတယ် site A primary site မှာအသုံးပြုနေတဲ့ဒီ virtual machine တွေရဲ့ data အလုံးကို site B သို့မဟုတ် DR site သို့ replication အဆက်မပြတ်ကူးယူခြင်းပြုလုပ်ထားပါတယ် replication မှာ synchronous real time ကူးခြင်းနဲ့ asynchronous ချိန်ခြားပြီးကူးခြင်းဆိုပြီးနှစ်မျိုးရှိပါတယ် synchronous data ရေးတာနဲ့ DR မှာတပြိုင်နက်ကူးတာမို့ RPO 0 data လုံးဝမဆုံးရှုံးချမှတ်နိုင်ပေမဲ့ကိုယ်ရနှိကွေးလို့မရပါဘူး asynchronous data ကူးယူမှုကိုအချိန်ခြားပြီးလုပ်တာမို့ကိုယ်ရအကွာဝေးရင်တောင်လုပ်နိုင်ပေမဲ့ RPO က10မိနစ်ဒါမှမဟုတ်တနာရီသတ်မှတ်ရလိမ့်ရှိပါတယ် disaster ဖြစ်တဲ့အခါမှာ site A က service ရပ်သွားတာနဲ့ site B က service တွေကိုအလိုလျောက်လွှဲပြောင်းခြင်း failover ကိုလုပ်ဆောင်ပါတယ်ဒါကြောင့် service ကဆက်လက်လည်ပတ်နိုင်ပါတယ် ID ဘိုင်းမှာ DR နဲ့ backup ကိုမကြာမခဏမှာရွတ်တတ်ပါတယ်
သူတို့နှစ်ဦးကလှုပ်ဆောင်ချက်ကွဲပြားပါတယ်ဘက်ကပ်ရဲ့အဓိကရွေးချက်ကသမိုင်းကြောင်းဆိုင်ရာ data တွေကိုထိန်းသိမ်းဖို့ဖြစ်ပါတယ် Favos user error user က data မှားဖြတ်တာ fine correction data ပျက်စီးစာစတဲ့ပြဿနာတွေကနေအရင်အချိန်ဥပမာ3ရက်3ဟုတ်3လက data ကိုပြန်ယူဖို့ဖြစ်ပါတယ်အဓိက focus က data integrity data မှန်ကန်မှုနံပါတ်2က replication တီက replication ရဲ့အဓိကရည်ရွယ်ချက်ကလုပ်ငန်းကိုဆက်လက်လည်ပတ်စေဖို့ဖြစ်ပါတယ်အဓိက purpose က site failure data center ပျက်စီးတာ massive disaster စတဲ့အခြေအနေတွေကနေ service ကိုအများဆုံးပြန်လည်စတင်ဖို့ဖြစ်ပါတယ် focus ကတော့ဒီ minimal downtime RTO နည်းစေခြင်းဖြစ်ပါတယ်ဒီတော့ DR plan တစ်ခုမှာ backup ရော replication ပါနှစ်ခုသလုံးကိုအသုံးပြုမှသာလုပ်ငန်းတစ်ခုလုံးကိုပြည့်ပြည့်ဝဝကာဝယ်နိုင်မှာဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ disaster recovery စီမံချက်ဟာ IT infrastructure ရဲ့အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ RPO, RTO တွေရဲ့အညီနည်းပညာကိုရွေးချယ်ပြီး DR site ကိုစနစ်တကျတည်ဆောက်ခြင်းဟာလုပ်ငန်းရဲ့စဉ်ဆက်မပြတ်လည်ပတ်မှုကိုအာမခံနိုင်မဲ့အဓိကသောချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာ DR plan ရေးဆွဲရမှာဘူးသုဒ္ဓတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ရဲ့ရခင်ဗီဒီယိုတွေဖြစ်တဲ့ VMware နဲ့ Load Balancing ကိုလည်းပြန်လည်ကြည့်ရှုဖို့တိုက်တွန်းရင်ဒီနေ့အတွက်ဒီကုန်းချုပ်ပါတယ်